ပတ်စံကိုဘယ်တော့မှစုယုံတယ်မစုပါနဲ့ဒါဟာကျွန်တော်အဖိုးကျွန်တော်ကိုပြောခဲ့တဲ့ပထမဆုံးစကားပါအဲ့ဒီတုန်းကကျွန်တော်တော်တော်လေးအံ့တော်သွားတယ်ဘာလို့လဲဆိုတော့လူတိုင်းကငွေစုပါအနာဂတ်အတွက်စုဆောင်းပါလို့ပဲသင်ပေးကြတာမဟုတ်လားဒါပေမဲ့အဖိုးကပြုံပြီးငွေကိုစုယုံနေမစုနိုင်မြေအဲ့ဒီငွေကိုကြီးထွားလို့ရတယ်တဲ့အဖိုးရဲ့ဒီသင်ခန်းစာနောက်ကွယ်မှာအရန်ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ရှိပါတယ်ဟိုးရှိကရွာဒီတူရာမှာလူတယောက်ရှိတယ်ရွာသားတွေကသူ့ကိုလူပြင်းလို့ခေါ်ကြတယ်သူကဘာလုံးမှမလုပ်ဘူးနေတိုင်းသပင်အောင်မှထိုင်ပြီးကောင်းကင်ကြီးကိုကြည့်အိမ်မက်တွေပဲရောင်ရမ်းနေတတ်တာတနေ့ကျရင်ငါစိုင်းကြီးတစ်ဆိုင်ဖွင့်မယ်နွားတွေအများကြီးဝယ်မယ်ငါတတိကြီးဖြစ်ရမယ်ဒါပေမဲ့အဲ့ဒီတနေ့ဆိုလာဘယ်အောင်မှရောက်မလာခဲ့ဘူးသူကအိမ်မက်ပဲမှနေတာတကယ်လက်တွေ့မလုပ်ဘူးလေသူ့ဇနီးကတော့အိမ်မှာပင်ပန်းပန်းအလုပ်လုပ်ရတယ်တနေ့တော့ဇနီးဖေသူကစိတ်မကောင်းစွာနဲ့လာပြောပါတယ်အိမ်မက်တာကောင်းပါတယ်ရှင်ဒါပေမဲ့အိမ်မက်တွေကဘိုက်မစားအောင်မလုပ်ပေးလိုက်ဘူးလေကျမတို့အလုပ်လုပ်ဖို့လိုပြီးပတ်စံရှာဖို့လိုပြီးအေးပါတနေ့ကျရင်လမ်းစာပေါ်လာမှာပါကျွန်တော်တို့စားဖို့မုံရှိလာဟဲ့အဖွားဖေသူကဗီဒီယိုကိုဖွင့်ကြည့်လိုက်တော့ဘာမှမရှိဘူးစံဟိုးထဲမှာစမ်းတဆူတောင်မကြံတော့ဘူးအဲ့ဒီမြင်းကွင်းကိုကြည့်နေတဲ့အဖိုးရဲ့ရင်ထဲမှာဆွေခနဲ့နာကျင်သွားတယ်အဲ့ဒီညကသူအိမ်မပြောဘူးအိမ်မက်တွေကြီးပဲမက်နေလို့မိသားစုကိုထမင်းမကျွေးနိုင်ဘူးဆိုတာသူတပေါပေါက်သွားတယ်နောက်တနေ့မနေ့မှာသူအရင်ကတခါမှမလုပ်ဘူးတဲ့အလုပ်ကိုထွားလို့လေခွင်းထဲမှာနေပူကျဲကျဲအလုပ်လုပ်တယ်သူခါးတွေနာခြေထောက်တွေပူလောင်နေပေမဲ့သူအားမလျှော်တော့ဘူးအဖိုးဒီနေ့ဘာရခဲ့လဲချွေးတွေကိုတုံရင်ပိုက်ဆံအကျွေးလီးတီထုတ်ပြကနည်းနည်းပါပဲမီးရဲ့ဒါပေမဲ့ဒါဟာငါတို့အတွက်အစပေါ့သူကြားခိုးတာကငွေစုရင်ဘေးခင်းတယ်ဆိုလို့ဖန်ပလင်းလေးတွေကိုကျွေးစည်းလေးတွေစုတယ်ဒါပေမဲ့ငွေစုရတာမလွယ်ဘူးဖနှက်အစုပ်ကြီးစီးရတယ်အဝေးထစ်မဝင်နိုင်ဘူးထမင်းကိုဝါအောင်မစားပဲချစ်ချုပ်စုခဲ့တာရှင်ရဲ့ဘိုက်စာနေတာတောင်ဒီဘိုက်ဆံတွေကိုဘာလို့တင်းစုနေရတာလဲတနေ့ကျနေမင်းနားလေလာမှာပါလာပေါင်းများစွာစူးပြီးတဲ့နောက်ဘိုးလင်းလေးပြေသွားတယ်သူရန်ကုန်ယူပြီးဈေးကိုသွားခဲ့တယ်ကျွန်တော်ကိုပြောင်းဖူး3ရက်ဖေးပါပိုက်ဆံကိုရွေတဲ့ကင်းခေါင်းခါကအဖိုးအခုကုံစင်းနှုံးတွေတက်သွားပြီးဒီပိုက်ဆံနဲ့ဆိုရင်တိတ်ခွဲပဲရတော့မယ်အဖိုးလျှောက်သွားတယ်သူဒီလောက်ပင်စုခဲ့တော့ကုံစင်းနှုံးတက်လာတဲ့အခါသူ့ပိုက်ဆံကတန်ဖို့မရှိသလိုဖြစ်သွားခဲ့တယ်အဲ့ဒီမှာအဖိုးစဉ်းစားမိသွားတယ်ငါပိုက်ဆံကိုဒီတိုင်းထားမယ်အစားတကူခုဖြစ်အောင်လုပ်ရမယ်မြေလေးငါတို့ကြက်ကလေးတွေဝယ်ကြရင်ကောင်းမလားဒီတခါတော့သူအိမ်မက်ပဲမနေတော့ဘူးတကယ်ဝယ်လိုက်တယ်စူထားတဲ့ပိုက်ဆံနဲ့ကျမလေးတွေဝယ်ခဲ့တယ်အစားကကြက်ဥတစ်လုံးနောက်တော့2လုံးသူတို့အဲ့ဒီကြက်ဥတွေကိုစားတယ်ပိုးထားကိုရောင်းတယ်ရတဲ့ပိုက်ဆံနဲ့ကြက်တွေကိုထပ်ဝယ်တယ်ဖြည်းဖြည်းချင်းပဲငွေတွေကပွားလာတယ်မြေလေးဒီကြက်ဥကပူလင်းတဲ့ကငွေထက်ပိုးတန်ဖို့ရှိတယ်ငွေကကုံွားနိုင်တယ်တန်ဖိုးကျသွားနိုင်တယ်ဒါပေမဲ့မှန်ကန်တဲ့နေရာမှာတုံးချရင်သူကတက်ရှိလို့ပဲကြီးထွားလာတတ်တယ်အဖိုးကကျွန်တော်ကိုပြောခဲ့ပါတယ်ငွေစုတာဟာလက်ထဲမှာရေးကိုစုပ်ကွက်ထားသလိုပဲဖြည်းဖြည်းချင်းရိုစိတ်ထွက်သွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီငွေကိုတစ်ခုခုဖြစ်လာအောင်တီဆောက်လိုက်ရင်တော့အချင်းကြာလေးပိုကြီးထွားလိမ့်မယ်ဒါကြောင့်တင်လက်ငွေကိုစုယုံတယ်မစုပါနဲ့ယင်းဤမြုပ်ထမ်းမှာကြီးထွားအောင်လုပ်ပါအစာကတင်းငယ်ပြီးမယ်တင်းဘောပါကိုပြောင်းလဲစေမှာပါ